တိုင်းမောင်ပညာရေးဆိုတာကကျွန်တော်တို့ရှမ်းပြည်ပေါ့နော်ရှမ်းပြည်အရင်ခေတ်တွေတုန်းကရှမ်းပြည်စော်ဘွားတွေရဲ့နာမည်ကတက်တော်ဆောင်ကိုရံတော်တွေရဲ့ပညာဗျ1918ခုနှစ်လောက်မှာပေါ့ရှမ်းပြည်ကစော်ဘွားရဲ့တက်တော်ဆောင်တူဆရာချဲဆိုတာကနေပြီးတော့တွန်တေးဇောတိကုန်းပေါ့အခုကျွန်တော်တို့ဇောတိကုန်းရွာပေါ့အဲ့ဒီကိုရောက်လာတယ်ရောက်လာပြီးတော့အခုဒီမြန်မာတိုင်းနိုင်ငံလုံးကိုဖြန့်ပြူးသွားတဲ့အဖိုးဦးမောင်လေးအပါဝင်ဦးလုံရဲ့ဦးတော်မရဲ့ဆိုပြီးတော့ဆရာကြီး3ဦးစပြီးလက်ဆင့်ကမ်းတင်ပေးလိုက်တယ်ပေါ့အဲ့ဒီကနေ3နှစ်3မှုပေါ့1918လောက်ကနေတင်လိုက်တာ1919 3နှစ်တင်ပြီးသွားတဲ့အချိန်မှာအဲ့ဒီဆရာကြီးဆရာချဲကနေပြီးတော့အဖိုးဦးမောင်လေးရဲ့ဦးလုံရဲ့ဦးတော်မရဲ့သူတို့ဆရာပြပေးတယ်အဲ့ပေးပြီးတဲ့အချိန်မှာလည်းဟိုဘက်ကစော်ဘွားရဲ့အတိုင်းဝိုင်းနေလည်းပြန်လာပြီးတော့ဆရာချဲကိုပြန်ပြီးတော့တာဝန်ထမ်းဆောင်မှုတော့ပြန်လာခေါ်သွားတယ်ပေါ့အဲ့ပြန်လာခေါ်သွားတဲ့1919ခုနှစ်ပေါ့အဲ့19ခုနှစ်လောက်ကနေတိုင်းမောင်မြန်အခြေတည်လို့ပဲပြောရမှာပဲအဆင့်၄နဲ့တတ်မှတ်လို့ရတာပေါ့အခြေခံပထမအဆင့်ပြီးရင်ဒုတိယအဆင့်တတိယအဆင့်သရုပ်အဆင့်ဆိုရင်တော့ဒါကဟိုတင်လက်ထောက်လို့လည်းပြောလို့ရတယ်ဟိုမှာဟိုဆရာပြေးရောက်သွားပြီလို့လည်းပြောလို့ရတယ်ပေါ့နော်ဒီတိုင်းမောင်မြန်ပညာကတဲ့ဒီအဖိုးဦးမောင်လေးကကျွန်တော်တို့တင်ပေးခဲ့တဲ့အတိုင်းဆိုလက်ဆင့်ကမ်းပြီးတင်နေတာကိုကျွန်တော်သိလာရတာဆိုရင်ပါဠိတိုင်းပေါ့ပါဠိတိုင်းဖြစ်တဲ့အတွက်သူကအနက်10တွေရှိတယ်အဲ့တော့လေ့ကျင့်သင်ကြားရင်းကနေသူကတခုနဲ့တခုချိတ်ဆက်သွားတဲ့သင်ခန်းစာတွေကကျွန်တော်တို့လေ့လာလို့ကိုမကုန်နိုင်ဘူးပေါ့တိုင်းမောင်မြန်အခြေခံပင်မရည်တောင်းမြင့်ကပယ်ခုံးမှာခွဲဒုတိယဆင့်လည်းပယ်ခုံးမှာခွဲပဲဒါပေမဲ့ကျွန်တော်ရတာမတူတော့ဘူးဆရာဖြစ်မှလည်းဒီပယ်ခုံးမှာခွဲပဲတုံးတယ်ဆရာဖြစ်ပြီးမှပြန်လေ့ကျင့်ရတဲ့ပယ်ခုံးမှာခွဲမှလည်းဒီနီးစနစ်ပဲဒါပေမဲ့ယူဆသွားတဲ့အယူဆတွေအတုံးတွေမတူတော့တာပေါ့ခုနားရာဒီနားရာနဲ့နေရခတ်လိုက်တာစိတ်ပြေမလို့ပါရနာဆိုစစ်ခရလေးသိရှိပါတယ်အကြောင်းအရာတိုက်ဆိုင်တော့2009ခုနှစ်လောက်ရောက်တဲ့အချိန်ကျတော့မှကျွန်တော်ဒီတိုင်းမောင်မြန်ဆရာတွေနဲ့ကျွန်တော်သွားပြီးစထိတွေ့မိတယ်ထိတွေ့မိတော့လည်းခရီးသွားလာလွယ်ကူတာရောနောက်ပြီးတော့ကျွန်တော်လုပ်ငန်းရဲ့သွားရေးလာရေးနဲ့ကလည်းအဆန်နေတာဆိုတော့ကျွန်တော်တန်လင်းရဆရာကြီးဦးအောင်သိန်းချိန်မှာ2009ခုနှစ်မှာကျွန်တော်စတင်ပါတယ်ဗျစတင်တော့ကျွန်တော်နေတိုင်းစော့ပြတာပေါ့နော်နေတိုင်းလေ့ကျင့်ပြတာပေါ့အဲ့လိုပဲပြောရမှာပဲအဲ့လိုနေတိုင်းလေ့ကျင့်ပြတော့2010မှာဆရာကြီးကနေပြီးတော့ဆရာပြပြန်တင်ကြားခွင့်ကိုကျွန်တော်ပထမဦးဆုံးစပြီးတော့ဟိုတင်လက်ထောက်အနေနဲ့စတင်ခိုင်းတယ်ပေါ့ဒါပေမဲ့ဒါဆရာဖြစ်သေးတာမဟုတ်သေးဘူးပေါ့ဆရာနေမှာလက်ထောက်ကူပေးရတာပေါ့အဲ့ဒီကနေ2012ကျတော့ကျွန်တော်တင်ယူရရောပညာသင်တမစင်ရရောဆရာပြကျွန်တော်ပထမဦးဆုံးစပေးပါတယ်ကျွန်တော်တိုင်းမောင်မြန်ပညာမှာထူးခြားတာကကြတော့ဆရာပြမရသေးလို့ရှိရင်အခကျင်းကိုယူပြီးဆရာအဖြစ်နဲ့ပြန်ပြီးတင်စားလို့မရဘူးဗျအဲ့ဒါ2012ခုနှစ်ပေါ့နောက်2018ခုနှစ်မှာကျွန်တော်တို့ဒီပညာသင်ညီကိုနဲ့စုပေါင်းပြီးတော့နောက်တစ်ချိန်ကျွန်တော်တို့ဘယ်လိုပြောမလဲဟိုဆရာပြနောက်တိတ်တိထက်တင်တာပေါ့နော်ရွှေသွင်းပြီးတော့ဆရာပြထပ်ယူခွင့်ရခဲ့ပါတယ်ဆရာကြီးဦးအောင်သိန်းနဲ့ကျွန်တော်စပြီးလေ့ကျင့်တဲ့အချိန်မှာဆရာကြီးကဟိုဓာတ်တလက်အတိုက်ကစားပြတာပေါ့ဓာတ်တလက်ကစားရပြတော့ကျွန်တော်ကဟိုပညာနဲ့ပတ်သက်ရင်ကျွန်တော်အရန်လောဘကြီးတယ်ကိုတင်ပေးရင်လည်းလောဘကြီးတယ်ကိုကပြန်တင်ယူရင်လည်းကျွန်တော်လောဘကြီးတယ်အဲ့တော့ဆရာကပြမယ်ဆိုရင်ကိုကြီးပဲဝင်ချခြင်းတယ်ချခြင်းတော့ဆရာလည်းချဆိုချတာပေါ့ဒါတော့တစ်သားသားမဟုတ်ရင်ကျွန်တော်လည်းပြတ်သွားလောက်တယ်ပေါ့နော်အဲ့ဒါနဲ့ဆရာခုတ်ဆိုကျွန်တော်ဝင်ခုတ်ထည့်လိုက်တာဆရာဘေးထွက်ပြီးတော့ဝင်သားဆိုတာနဲ့ကျွန်တော်ဝင်ထည့်လိုက်တာပေါ့ကျွန်တော်လက်ကဝက်ကလက်ကဒီနေရာပေါ့ထုံနေဖြစ်ပြီးတော့လက်ထဲကကျွန်တော်ကင်ထားတဲ့ဓာတ်ကိုလုတ်ကြသွားတယ်အဲ့ထုံနေတာကကျွန်တော်ထင်တယ်တစ်လောက်လောက်ကြာတယ်လက်သီးဒီလိုအားအပြည့်စုပ်လို့မရဘူးတကယ်ဓာတ်စစ်ဆိုပြတ်ထွက်သွားလောက်ပြီပေါ့နော်အခုဆိုရင်ကျွန်တော်တို့ဆရာဖြစ်ပြီးပဲမဲ့တပတ်ကိုတနင်္ဂနွေတစ်ရက်လောက်ဆရာပြရပြီးသားညီကိုတွေစုပေါင်းပြီးတော့ဆရာကြီးရှိသွားပြီးကျွန်တော်တို့ပညာတွေလေ့လာစီးဖို့တယ်အဲ့ဒါတော့မှကျွန်တော်တို့ကဆရာပြန်ပြရင်ပြသလောက်ကိုအတစ်အဆန်းဖြစ်နေတော့မယ်အဲ့တော့ပညာဘယ်လောက်ရတယ်လဲမင်းဆရာပေးသလောက်မှာကိုရဲ့ကိုစွမ်းညံစွမ်းရှိသလောက်တော့ကျွန်တော်တို့ရထားပါတယ်ခင်ဗျဒီ International Schools တွေမှာကျွန်တော်တိုင်းမောင်မြန်ပညာလိုက်တင်ပေးရတာတော့ဟို BE ဆရာအဖြစ်လိုက်တင်ရတယ်မတူဘူးပေါ့နော်ဟိုပို့ပြီးတော့ခုံယူတယ်ပို့ပြီးပျော်တယ်ဒီတိုင်းမောင်မြန်ပညာဆိုတာကျွန်တော်တို့ဒီမြန်မာပြည်ပွားရှမ်းတိုင်းပညာစစ်ဖြစ်တယ်ဒါကြောင့်ဒီပညာတွေကိုကလေးတွေအတွက်
ဒီ intelligence တွေတိုးတက်ရတိုးတက်ကြောင်းဖြစ်တယ်ဒီ physical education တွေလည်းတွဲပြီးသင်ပေးရတယ်ဒီတိုင်းပညာကြီးပဲကျွန်တော်တို့တီးတီးတတ်နိုင်ကစားမယ်သင်သွားမယ်ဆိုရင်ဗျာတအားပြင်းထန်တယ်ပြင်းထန်တော့ကလေးတွေကမကစားနိုင်ဘူးဖြစ်မယ်ပေါ့နော်အဲ့တော့ကျွန်တော်ကcurriculum ကိုကျွန်တော်ပုံစံပြောင်းပြီးတော့သင်ပေးရတာပေါ့ပြောင်းနေဆိုတာကဒီမြန်မာရဲ့ဒီရှမ်းတိုင်းပညာရဲ့ကြီးဖျောက်ပစ်တာမဟုတ်ဘူးပြောင်းပစ်တာမဟုတ်ဘူးသူ့ရဲ့ပညာရက်တွေကလေ့ကျင့်ခန်းတွေကိုဒီဘက်က physical education နဲ့ကျွန်တော်ပေါင်းစပ်ပြီးကျွန်တော်သင်ပေးတာပေါ့အဲ့တော့ကလေးတွေအရွယ်တိုင်းပျော်ပါတယ်ဗျသူတို့အားလုံးစိတ်ဝင်စားကြပါဟုတ်ကဲ့မြန်မာရိုးရာပညာရက်ကိုကျွန်တော်တို့ကခင်မီတဲ့တင်ကြားမှုပုံစံတွေပေါ့ဆိုလိုတာကမြန်မာရိုးရာပညာရက်ဒီတိုင်းမောင်မြန်ပညာရက်ကြီးမပြောက်သွားရဘူးပုံမပြတ်သွားရဘူးဒါပေမဲ့တင်ကြားတဲ့ presentation တွေကျွန်တော်တို့ပြောင်းသွားတယ် presentation တွေပြောင်းသွားတယ်နားလေလို့လွယ်အောင်ကျွန်တော်တို့ကကိုယ်ပိုင်လေ့ကျင့်ထားတဲ့စနစ်တွေကနေပြီးတော့ရှင်းပြသွားတယ်ပေါ့မူရင်းတော့မပြောရဘူးကိုလေ့ကျင့်လာတဲ့အတွေ့အကြုံကိုဖြတ်သန်းလာတဲ့အတွေ့အကြုံတွေနဲ့ပေါင်းစပ်ပြီးတော့ကျွန်တော်တို့ကသင်ကြားပေးတဲ့စနစ်တွေမှာပို့ပြီးတော့စမ်းသပ်အောင်ကလေးတွေပို့နားလည်လွယ်အောင်ပေါ့ကျွန်တော်တို့အဲ့လိုသင်လာတာကြောင့်လည်းပို့ပြီးပြန့်လာရလို့ထင်ပါတယ်မြန်မာရိုးရာအစင်လာမှာဆရာနဲ့တပည့်ပဲဖြစ်ဖြစ်မိဘနဲ့သားသမီးပဲဖြစ်ဖြစ်သူကအစင်တန်းသုံးမှုရှိတာ哦ဆရာနဲ့တန်းတူတပည့်ဆရာတင်ပေးတာထက်ဆရာထက်နှင်သွားတဲ့တပည့်ဆရာတင်ပေးတာထက်ကိုပို့အောင်တတ်အောင်လေ့ကျင့်ကြိုးစားနိုင်တဲ့တပည့်ဆိုပြီးတော့အပေါ်အလဲအောက်ဆိုပြီးသုံးသင်ခွဲတာဖြစ်နိုင်ရင်တော့ဆရာကိုခြေရာတိုင်းတာမဟုတ်ဘူးကျွန်တော်တို့ကဆရာတွေထက်ပိုပြီးထမ်းပိုးနိုင်တဲ့တပည့်မျိုးတော့ဖြစ်ချင်တာပေါ့ဒါပေမဲ့ဆရာတွေကချီကျူးတဲ့စကားလေးရယုံလောက်လဲကျွန်တော်တို့ပြောပါတယ်လွန်ခဲ့တဲ့2ပတ်လောက်ကကျွန်တော်တို့ဒီတိုင်းမောင်မြပညာရဲ့အဆင့်မြင့်ပညာရဲ့ဘာသာရပ်တစ်ခုဖြစ်တဲ့အမောင်တိုက်ဓာတ်တိုင်းပေါ့နော်18ခွက်ပန်းဝိုင်းဓာတ်လို့ခေါ်တယ်နီးနီးစက်စက်ပြောရင်တော့မျက်လုံးမှိတ်ပြီးတိုက်တာပေါ့မျက်လုံးမှိတ်ပြီးတိုက်တဲ့ဓာတ်ခွက်ဟိုဘက်ကအတန်အောင်နားတော်မြကျွန်တော်တို့တိုက်ရတာပေါ့တိုက်တော့ကျွန်တော်ညီကို3-4ယောက်လောက်ကကျွန်တော်တူတူကျင့်ကြတာပေါ့ကျင့်ကြတော့ကျွန်တော်လည်းကျင့်တာပါပဲအတူတူကျင့်ကြတဲ့အချိန်မှာကျွန်တော်ဓာတ်ကစားတဲ့ပုံစံပါမျက်လုံးမှိတ်ပြီးဓာတ်ကစားတဲ့ပုံစံကိုမြင်ပြီးတော့ဆရာကြီးကပေါ့ပေါ့ပဲပြောလိုက်တာပါဆရာကြီးတင်ကြီးကဟဲ့အောင်နဲ့ကြော်စင်ဝဲနဲ့နင်းကစားတာကလည်းဇာတုအီချီနဲ့တော့တူနေပြီတဲ့ဆိုတော့ကျွန်တော်ပျော်သွားတာပေါ့ဇာတုအီချီဆိုတာတစ်ချိန်ကကျွန်တော်တို့ဂျပန်မျက်မမြင်ဓာတ်တိုင်းသမားရဲ့ဇာကားပေါ့နော်သူကတကားလုံးတော့မျက်စိမမြင်မဲနဲ့သူကဆာမူရိုင်းတွေကိုသူကဓာချင်းသူချသွားတာပေါ့ဆရာကြီးကတော့ပြောလိုက်တာပေါ့ပေါ့လေးပဲပြောလိုက်တာဗျဒါပေမဲ့ကိုယ့်အတွက်ကတော့ဒါကဗီတာမင်တွေအများကြီးပါတဲ့အားကြီးတစ်ခွက်ပါပဲကျွန်တော်ခန္ဓာကိုယ်ကဒီဆေးမင်ထိုးထားတာတွေမှာတိုင်းပြောင်းမြန်နဲ့ပတ်သက်တဲ့ဆေးမင်လည်းပါတယ်နောက်ဒီရှမ်းရိုးရာဆေးမင်တွေလည်းပါတယ်ပေါ့ဒီလက်ကဒီကောက်ကလေးတွေပေါ့ဒီကောက်ကလေးတွေနဲ့ဒီစာတန်းလေးဆိုရင်တော့ဒါတိုင်းပေါင်းမြန်နဲ့ပတ်သက်တာပေါ့ဒီကောက်ကလေးတွေကကျွန်တော်တို့တိုင်းပေါင်းမြန်မပုံစံအောင်ကိုစားပြူတာပေါ့နော်မပုံစံကိုစားပြူရဒါဆိုရင်1 2 3 4ဆိုရင်ခုနကျွန်တော်ရှင်းပြသွားတယ်ပထမအဆင့်ဒုတိယအဆင့်တတိယအဆင့်သရုပ်ရဆရာပြပေါ့ဒီစက်ကြပုံစံလေးနဲ့ဒီအလံတကုံပုံစံလေးကတော့ဆရာပြရပြီးသားသူတွေကိုပေးတာပါဒါကတော့ဒီမှာကတော့ဒီကာတာအမွန်ပေါ့ဒီမြန်မာရိုးရာလောကီပညာတွေတွေကကာတာတပုတ်ပါပဲဒါတော့ကျွန်တော်မရွတ်ပြတော့ပါဒီမှာကကျွန်တော်ညာဘက်မှာအတက်လန်းနဲ့သွားတယ်ဘဲဘက်မှာကတော့ကျွန်တော်တို့အစင်းလန်းနဲ့သွားတယ်ပေါ့ဒါကကျွန်တော်တိုင်းပေါင်းမြန်ရဲ့ပညာရက်ကစုပ်မင်းစေးမင်ကြောင်ပေါ့နော်နောက်ဒီလက်ကောက်ဝက်နာမှာထိုးထားတယ်24 PC စမလို့ခေါ်တယ်ဒါကလည်းဆရာပြရပြီးသားသူမှာပဲထိုးလို့ရတယ်ဘဲမှာရဲ့ညာမှာရှိရပေါ့နည်းနည်းလေးတော့တခြားစာရည်နဲ့ဆိုတော့တေးနေဒီတခြားစာတွေကတော့ကျွန်တော်ဒီရှမ်းရိုးရာပညာရဲ့ဟိုပါလောကီစေးပညာတွေပေါ့နော်အဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့ရိုးရာပညာကိုထိန်းသိမ်းနေထိုးထားတာပါဗျကိုယ့်ရဲ့နေ့စဉ်လှုပ်ရှားမှုဘဝမှာပါတိုင်းပညာကိုတမင်တက်တက်ကြီးသင်ယူနေတာမျိုးမဟုတ်ဘဲနဲ့နေ့စဉ် daily life က system လေးတစ်ခုအနေနဲ့ထည့်ပြီးတော့သင်နိုင်မယ်ဆိုရင်ကိုယ့်ကိုယ်လည်းခုခံကာကွယ်နိုင်မယ်ကျန်းမာရေးတွေလည်းကျွန်တော်တို့ကောင်းတယ်အဖက်ဖက်ကဗျာဘယ်လိုပြောမလဲဆိုတော့အရှင်ပြေနေတဲ့အာကစားတစ်ခုလို့ပြောလို့ရတယ်သူ့မှာ strength training တွေပါပြီးသား endurance training တွေပါပြီးသား agility mobility speed အကုန်အရှိနေမှာ training တွေအကုန်ပါပြီးသားဖြစ်တဲ့အတွက်ဒီဘက်စုံပါတဲ့အာကစားတစ်ခုအနေနဲ့တော့ကျွန်တော်တို့တိုင်းပညာတစ်ခုကိုလေ့ကျင့်လို့ရတယ်သင်ယူလို့ရတယ်တိုင်းပညာအနေနဲ့တော့မဟုတ်ဘူးပေါ့ဆိုလိုတာကအာကစားတစ်ခုအနေနဲ့တော့လေ့လာလိုက်စားလို့ရပါတယ်အတုလုပ်တဲ့ပုံကိုများဟာတကယ်တိုင်းမောင်းမဲ့ပညာရဲ့သင်ယူစစ်ပညာစဉ်ကိုတကယ်မရထားလို့ဒါအဖြစ်ရရှင်းတယ်အဲ့တကယ်မရထားတဲ့အတွက်ဘာလဲဆိုတော့အလုတ်ကလည်းလှုပ်ရှားတယ်ပေါ့နော်အလုတ်ကလှုပ်ရှားတော့ကိုယ့်ရဲ့တခြားအရာတွေနဲ့ပေါင်းစပ်လိုက်တာပေါ့တကယ်ပြည့်စုံနေတဲ့အရာကဘာမှပေါင်းဆက်စရာမလိုဘူးလေနှုတ်လို့လည်းမရဘူးပေါင်းဆက်လို့လည်းမရအောင်တကယ်ပြည့်စုံနေတဲ့ပညာတိုင်းမောင်းမဲ့ပညာကအဖိုးဥမောင်လေး
ခုနပြောတဲ့1919ခုနှစ်စဖြန့်တဲ့အချိန်ကနေစပြီးတော့ကျွန်တော်တို့လက်ထက်ထိကဒီပုံစံပဲ1983ခုနှစ်မှာတန်လျာဆရာကြီးဦးအောင်သိန်းကျွန်တော်ရဲ့ပင်မဆရာကြီးကနေပြီးတော့ဗီဒီယိုမှတ်တမ်းလေးတစ်ခုရိုက်ခဲ့တယ်အဲ့ဒါကအဖိုးအမောင်လေးကိုယ်တိုင်ကစားပြထားတဲ့ဗီဒီယိုမှတ်တမ်းအဲ့ဒီမှတ်တမ်းရဲ့ကစားပုံကိုကြည့်လိုက်တာနဲ့အဲ့ဒီပုံစံနဲ့ကွဲလွဲပြီဆိုတာနဲ့အတုဆိုတာတရားပေါက်ရှင်းတယ်သူကသူဘလို့တိုင်းမောင်းမြန်လို့ပဲပြောတိုင်းမောင်းမြန်ဒီအဖိုးဦးမောင်လေးတီချောင်ခဲ့တဲ့ကမ္ဘောဇနန်းတွင်ခုကကြတိုင်းမောင်းမြန်ပညာဒါပဲရှိတယ်အဖိုးကနေပြန့်သွားတဲ့တိုင်းမောင်းမြန်ဟာဘလို့တိုင်းမောင်းမြန်လို့ပဲတိုင်းမောင်းမြန်ရဲ့ရှေ့မှာဘာတက်တိုင်းမောင်းမြန်ရဲ့နောက်မှာဘာတက်တိုင်းမောင်းမြန်ဟာတိုင်းမောင်းမြန်ပဲဖြစ်တဲ့တယ်ဥပမာကျွန်တော်တင်လိုက်တယ်ကျွန်တော်တင်တဲ့အတွက်တာတီတိုင်းမောင်းမြန်လို့တက်ချင်တက်ပါအဖိုးတင်ပေးတဲ့ပယ်ခုံးမှာခွဲကျွန်တော်တို့မပြောက်ရအောင်ကျွန်တော်ရဲ့တင်တဲ့နာမည်လေးမို့လို့ကျွန်တော်ကတာတီဆိုပြီးတက်မယ်တက်ခွင့်ရှိတယ်တက်ပါဘသူကတော့ဘာတိုင်းမောင်းမြန်တက်ပါသို့တော့တိုင်းမောင်းမြန်ပညာရဲ့ပယ်ခုံးမှာခွဲပုံစံမပြတ်ရဘူးမပြောက်ရဘူးရန်သူဘယ်တော့မှနောက်ကျော်မပေးဘူးတိုင်းမောင်းမြန်ပညာရဲ့ကအဲ့တော့လက်မာရောဒုတ်မာရောဓားမာရောကသူ့ရဲ့တတ်မှတ်ချက်တွေတိတိကျကျရှိပြီးသားတိတ်ပံကြီးလဲကြာပြီးသားလက်ဆိုခါဓားဆိုရင်ပေါင်းဒုတ်ဆိုရင်ဒူးအဲ့လိုဘယ်နေရာမှာထားရမယ်ဆိုတဲ့အထားတွေအကုန်ရှိပြီးသားလက်နဲ့ခန္ဓာကိုယ်နဲ့ဘယ်လောက်ကွာရမလဲ anatomy အရလဲကြိုက်ပြီးသားအဖိုးခေတ်ကအင်္ဂလိပ်လိုမပြောခဲ့တာပဲရှိတယ် anatomy ကမြန်မာလိုဘယ်နေရာမှာတထွာကွာရမယ်ဘယ်နေရာမှာတော့တထောင်ထွာကွာရမယ်ဘယ်နေရာမှာတော့45ဒီဂရီတစ်စောင်းတက်ရမယ်ဘယ်နေရာမှာတော့တက်ရမယ်ဆိုတော့အကုန်ပါပြီးသားဖြစ်တယ်တိုင်းပြောင်းမြန်ကမြမတိုင်းလို့ခေါင်းစဉ်တိုင်းလည်းမှားပါတယ်တိုင်းပြောင်းမြန်ဒီရှမ်းတိုင်းပါရှမ်းတိုင်းဒီမြမတိုင်းမှာကျွန်တော်တို့ဒီရတနာဘုံနန်းတွင်းရလာတဲ့ရတနာဘုံနန်းတွင်းတိုင်းနေနောက်မြမတိုင်းရဲ့ဘန္တုဘန်ရှိပညာတွေဒါတွေရှိတယ်ဒါကိုမြမတိုင်းလို့ခေါ်ပါပြောချင်တယ်ဆိုရင်ပြည့်စုံမြန်မာနိုင်ငံကြီးထဲမှာရှိတဲ့ပညာရပ်မှုလို့မြန်မာလို့တတ်ချင်ရင်မြမရိုးရာတိုင်းပြောင်းမြန်ပညာနန်းတွင်းခုကာချန့်ပညာဒီလိုပြည့်စုံတက်ပြီးတော့ပြောပြီးသင်ပေးကြပါလို့ဒီတင်နေတဲ့တိုင်းမောင်းမြန်ဆရာအများကြီးကိုများတော့လဲကျွန်တော်ဒီကနေမေတ္တာရက်ခံပါတယ်ကျွန်တော်ကိုတာတီဆိုပြီးတော့လဲတည်သွားကြတာကအခြေအနေလေးနှစ်ခုလောက်ပေါ့တစ်ခုလောက်ကကြတော့အမှတ်မထင်မဲနဲ့ကျွန်တော်ခိုးစိုးလူနဲ့တွေနဲ့ကြုံရတဲ့အချိန်မှာနှစ်ကြိမ်သုံးကြိမ်လောက်ကြုံရတဲ့အချိန်မှာဒီပညာနဲ့ပတ်သက်ပြီးတော့ဒီပညာရဲ့အားကိုးနဲ့ကျွန်တော်တို့ကိုခုခံကာကွယ်လိုက်တယ်အဲ့ဒါကလည်းမထင်မှတ်ဘဲနဲ့ဒီ social media မှာပြန့်သွားတယ်ပေါ့ခိုးစိုးလိုက်တွေကိုကျွန်တော်ဒီလိုနည်းနဲ့ဒီပညာနဲ့ပြန်ပြီးကာကွယ်လိုက်တယ်ဆိုပြီးအဲ့ဒီကနေတချို့တည်သွားကြတယ်နောက်တစ်ခုကကြတော့ကျွန်တော်ကဒီတိုင်းမမဲ့ပညာလုပ်နေရနေတဲ့ဒီကလေးတွေအတွက်ဘယ်လိုပြိုးထောင်ပေးရမလဲဆိုတာကိုကျွန်တော်ကအမြဲတမ်းကိုယ်တိုင်နဲ့တာသမီမွေးထားတော့ဗျာကလေးတွေကိုကျွန်တော်ကဒီကျောင်းတွေမှာလက်ဆင့်ကမ်းပြီးတင်ပေးတယ်ဒါကြောင့်လည်းသူတို့တည်တဲ့နေရာမှာကျွန်တော်တို့သူတို့အားပေးကြတယ်ဆိုတော့ကျွန်တော်ကျေးဇူးတင်ပါတယ်ဝမ်းသာပါတယ်သူတို့အတွက်ဘာများပြောချင်လဲဆိုရင်တော့ကျွန်တော်ပြောချင်တာကတိုင်းမောင်းမြန်ပညာကိုညှနိုးပေးတဲ့ကျွန်တော်ကိုကုတာတီဆိုပြီးတော့အတိမတ်ပြုပေးတဲ့ကျွန်တော်မိတ်ဆွေတွေအားလုံးကိုကျွန်တော်ကလည်းချစ်ပါတယ်ဒီတိုင်းမောင်းမြန်ပညာနဲ့ပတ်သက်ပြီးတော့ပြန့်ပွားခြင်းနဲ့ဖြန့်ဖြူးခြင်းနဲ့ဆိုရင်ကုတာတီကိုအချိန်မီဆက်သွယ်ပါတာတီတိုင်းမောင်းမြန်ပညာအတွက်အမြဲတမ်းရှိနေပါတယ်အားလုံးကျေးဇူးတင်ပါတယ်